ကျွန်တော်တို့မနေ့ကဆူတောင်းဖတ်တဲ့ယေရမိအနာဂတ်ကျမ်းအခန်းကြီး3အငယ်16လေးကိုအတူကတစ်ခေါက်ပြန်ဖတ်ရအောင်နော်ယေရမိ3:16ထိုကာလတွင်သင်တို့သည်ပြည်တော်၌တိုးပွားများပြားသောအခါထာဝရဘုရား၏ဗြိဉ္ဉ်တက်တာတော်ဟူ၍နောက်တစ်ဖန်မပြောမဆိုရထိုတက်တာတော်ကိုစိတ်မဆွဲလန်းမအောင်မိတ်မပြုစုရနောက်တစ်ဖန်မလုပ်ရဟုထာဝရဘုရားမိန့်တော်မူ၏အာမင်အဲ့ဒီကျမ်းပိုက်တွေကဖတ်တဲ့အခါမှာတမျိုးလေးဖြစ်တယ်နော်တမျိုးလေးဖြစ်တယ်နည်းနည်းနားလေရခက်မယ်လို့လဲထင်ရတာပေါ့နော်အဲ့လိုထင်ရတယ်ဒါပေမဲ့ဒါကလေတအားအရေးကြီးတယ်တအားအရေးကြီးတယ်အဲ့တော့ဒီနောက်တစ်ဖန်တစ်တာတို့ကိုစိတ်မဆွဲလန်းမအောင်မေ့မပြုစုရဆိုတဲ့အရာကိုဖျားပြောတာဟာသူကရည်ရွယ်ချက်နှစ်ခုရှိတာဖြစ်တယ်တစ်ခုကအနုလက္ခဏာနဲ့ပြောတာဖြစ်တယ်နောက်တစ်ခုကအပေါင်းလက္ခဏာနဲ့ပြောတာဖြစ်တယ်တကယ်ဆိုရင်ဗြိဉ္ဉ်တက်တာဆိုတာဘယ်သူကိန်းဝတ်တဲ့နေရာလဲဆိုရင်သုံးပါးတစ်ပါးဖျားကိန်းဝတ်တဲ့နေရာဗြိဉ္ဉ်တက်တာဆိုတာဖျားကိုယ်တိုင်မြေကြီးပေါ်မှာသူခြေချဖို့သူနေဖို့သူကိန်းဝတ်ဖို့သူမွေ့လျော်ဖို့လှုပ်ထားတဲ့နေရာပဲဒါပေမဲ့ယေရမိအနာဂတ်ကျမ်းမှာယေရမိကလေဖျားသူ့ကိုပြောတဲ့စကားကိုသူပြောတာဖျားကတဲ့ဘာပြောလဲဆိုရင်တရက်ကြရင်တဲ့နော်အဲ့ဒီဗြိဉ္ဉ်တက်တာကိုနင်တို့လေတဲ့စိတ်လည်းမဆွဲလန်းရတော့ဗြိဉ္ဉ်တက်တာကိုတဲ့မအောင်မရတော့ဗြိဉ္ဉ်တက်တာကိုနောက်တစ်ခေါက်ပြန်လုပ်မယ်ဆိုတာကိုလုံးဝမပြောနဲ့ဖျားကလေပရောဖက်ယေရမိအဖြစ်ဖျားကဣသရေလမျိုးတွေကိုဖျားအတိုင်းပြောလိုက်တာတကယ်ဆိုဗြိဉ္ဉ်တက်တာဆိုတာဖျားကိန်းဝတ်တဲ့နေရာပဲဖျားအလုံးလုံးတဲ့နေရာပဲလူနဲ့ဖျားတွေ့ဆုံတဲ့နေရာပဲလေဘာဖြစ်လို့ဖျားကအဲ့ဒါကိုမဆွဲလန်းရဘူးအဲ့ဒါကိုမလုပ်ရဘူးအဲ့ဒါကိုပြန်ပြီးမပြုစုရဘူးလို့ဖျားဘာကြောင့်ပြောလဲဒါအကြောင်းအရာရှိတယ်အကြောင်းအရာရှိတယ်အဲ့တော့ပထမအချက်အနေနဲ့သူဟာအနုလက္ခဏာကြောင့်တနည်းပဲပြောမယ်ဆိုရင်ဖျားစိတ်ဆိုးလို့ပြောတာအနုလက္ခဏာအနေနဲ့ဆိုရင်ဖျားစိတ်ဆိုးလို့ပြောတဲ့စကားဖြစ်တယ်အပေါင်းလက္ခဏာနဲ့အရာဆိုရင်ဖျားရဲ့အလိုပြည့်စုံသွားလို့ဖျားပြောတာဖြစ်တယ်အဲ့ဒီနှစ်ခုတီးဖို့လိုတယ်ဒီနှစ်ခုကအလွန်ဆန့်ကျင်တယ်နော်အလွန်ဆန့်ကျင်တယ်နော်အဲ့တော့ပထမတစ်ချက်ကအဲ့ဒီဗြိဉ္ဉ်တက်တာကိုစိတ်မဆွဲလန်းရဘူးမအောင်မရဘူးမပြုစုရဘူးဆိုတာစိတ်ဆိုးလို့ပြောတာစိတ်ဆိုးလို့ပြောတဲ့စကားဘာကြောင့်စိတ်ဆိုးလဲဆိုတော့သူတမိုင်းရှိခဲ့တယ်ဓမ္မရာဆိုရင်ပထမစာဆောင်မှာကျွန်တော်ဒီမှာပဲအတင်းတော်မှာပဲကျွန်တော်တစ်ခါဝင်ငါခဲ့ဘူးတယ်သူကဒီဓမ္မရာဆိုရင်ပထမစာဆောင်မှာဣသရေလမျိုးရဲ့တမိုင်းဟာနာရဲ့တမိုင်းနဲ့ပတ်သက်ပြီးတော့မှအေလိရဲ့တမိုင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တစ်ခေါက်ဝင်ငါခဲ့ဘူးတဲ့ဆိုတော့ဒီထက်မှလည်းအခုဒီဇက်ကြောင့်လည်းနည်းနည်းလေးပါလာမယ်ဘာကြောင့်လဲဆိုရင်ဖခင်ကဒီလိုတမိုင်းရှိခဲ့လို့အဲ့ဒီစကားကိုဖခင်ပြောရတာဖြစ်တယ်အဲ့တော့အဲ့ဒီတမိုင်းကဘာလဲဆိုရင်ယစ်ပရောဟိတ်အေလိရှိတယ်သူ့မှာသားနှစ်ယောက်ရှိတယ်ယစ်ပရောဟိတ်ဆိုတာဖခင်ရဲ့အလိုတော်ဖခင်ရဲ့အကြံစီဖခင်ရဲ့ရည်ရွယ်ချက်ကိုဖခင်ကိုစားအကောင့်ထဲပေါ်တဲ့သူဖြစ်တယ်ဖခင်ကိုစားစကားပြောတဲ့သူဖြစ်တယ်လို့လူတွေကိုစားဖခင်ရှိကိုဝင်ရတဲ့သူလည်းဖြစ်တယ်သူတို့ဟာဖခင်ရဲ့အလိုတော်ဖခင်ရဲ့အကြံအစီရည်ရွယ်ချက်ကိုအကောင့်ထဲဖို့ဖခင်ရဲ့မျက်မှောက်တော်ထဲမှာသွားလာရတဲ့ယစ်ပရောဟိတ်မျိုးဖြစ်တယ်ဒါပေမဲ့အဲ့ဒီခါမှာတဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ဟာအလွန်နဲတယ်ထင်ရှားသောယူပါယုံမရှိတော့ဘူးဖခင်စကားမပြောတော့ဘူးပြီးဖခင်ရဲ့ယူပါယုံဖွင့်ပြခြင်းမရှိတော့ဘူးဘာကြောင့်လဲဆိုရင်ယစ်ပရောဟိတ်ဖြစ်တဲ့အေလိရဲ့စိတ်နှလုံးနဲ့ယစ်ပရောဟိတ်ရဲ့မျိုးရိုးဖြစ်တဲ့ဟောဖနီနဲ့ဖိနဟတ်သူ့ရဲ့သားနှစ်ယောက်ကလည်းဖခင်ရဲ့စကားကိုကြားကျင်တဲ့စိတ်မရှိတော့ဖခင်ရဲ့အလိုတော်ကိုသိကျင်တဲ့နှလုံးသားလည်းမရှိတော့တဲ့အခါမှာဖခင်ကသူတို့ကိုစကားပြောလို့မရတော့
အဲ့တော့အဲ့ဒီခါမှာဖျားကင်းဝတ်တဲ့ပရိညင်တက်တာရှိတယ်ဖျားကိုကိုးကွယ်တဲ့ဝတ်ပြုဆောင်ရှိတယ်ပြီးရင်ဖျားရဲ့တဲတော်ရှိတယ်အစီအစဉ်ရှိတယ်ယစ်ပရောဟိတ်ရှိတယ်ကိုးကွယ်ခြင်းရှိတယ်ပရိညင်တက်တာရှိတယ်ဖျားလည်းရှိတယ်ဒါပေမဲ့ဖျားစကားမရှိတော့ဘူးဖျားရဲ့ဖွင့်ပြချက်မရှိတော့ဘူးဘာကြောင့်လဲဆိုရင်သူတို့ရဲ့စိတ်နှလုံးသားကပိတ်သွားပြီဖျားစကားကိုသူတို့စိတ်မဝင်စားတော့ဘူးဘာကြောင့်လဲဖျားစကားမပြောရင်လည်းပဲသူတို့ရဲ့လုပ်ငန်းဆောင်တာတွေကလဲပတ်နေတယ်ဖျားရဲ့ဖွင့်ပြချက်မရှိရင်လည်းပဲတနေ့တစ်ချိန်ဗိမာန်တော်ကိုကိုးကွယ်ဝတ်ပြုတဲ့အခြေအနေရပ်မသွားဘူးအဲ့ဒီအခါမှာသူတို့ရဲ့နှလုံးသားထဲမှာဖျားစကားကိုယိုသိခြင်းမရှိတော့ဘူးအဲ့ဒီအခါမှာသူတို့ကိုဖျားစကားပြောလို့မရတော့တဲ့အခြေဒါပေမဲ့ကိုးကွယ်မှုရှိတာရှိတယ်ဝတ်ပြုဆောင်ရှိလားရှိတယ်ဗိမာန်တော်ရှိလားရှိတယ်မြင်ရတဲ့အရာအကုန်ရှိတယ်ဒါပေမဲ့မမြင်ရတဲ့ဝိညာဉ်အစီအနစ်မရှိတော့မမြင်ရတဲ့ဝိညာဉ်အနှစ်သာရမရှိတော့သုံးပါးတစ်ပါးဖျားကိုယ်တိုင်အဲ့ဒီနေရာမှာပျော်မွေ့ခြင်းမရှိတော့သုံးပါးတစ်ပါးဖျားကိုအဲ့ဒီမှာမွေ့လျော်ခြင်းမရှိတော့တဲ့အပြင်ဘာလှုပ်လိုက်တယ်လဲဆိုရင်အဲ့ဒီခါမှာသူတို့ကဖိလိတိလူမျိုးနဲ့စစ်တိုက်တဲ့အခါမှာဟောဖနီနဲ့ဖိနဟန်ဆိုတာလေယစ်ပရောဟိတ်ပြိုများဖြစ်တယ်အေလိရဲ့သားနှစ်ယောက်ကယစ်ပရောဟိတ်အေလိဆုံးသွားပြီးအေလိတည်သွားပြီးအဲ့ဒီသားနှစ်ယောက်ကယစ်ပရောဟိတ်အမှုတော်ကိုပြန်ပြီးဆက်ပြီးတော့တည်ဆောင်ရမယ့်သူဖြစ်ပေမဲ့သူတို့ဟာကျမ်းစာမှာသူတို့ရေးထားတယ်အေလိသားတို့ဒီယေရှုပြည့်လဲဆိုရအောင်အေလိသားတို့ဒီထာဝရဘုရားကိုမသိအတ္တမလူဖြစ်ကြ၏သူတို့ကဘုရားကိုမသိဘုရားကိုလည်းမချစ်ဘူးဘုရားကိုလည်းစိတ်မဝင်စားဘူးဘုရားရဲ့အလိုတော်ကိုလည်းရှာဖွေတော်သူမဟုတ်ဘူးဒါပေမဲ့လေသူတို့အတိညာကတိတ်အလုံးလုံးတာကဘာလဲဆိုရင်ငါတို့စစ်တိုက်ရင်ဗဒိညင်တက်တာကိုတော့ပါလာအောင်ယူလာခဲ့ငါတို့စစ်ပွဲနိုင်မယ်သူတို့ကိုယ်တိုင်တော့ဖခင်ရဲ့အလိုတော်ကိုရှာဖွေခြင်းမရှိဘူးဖခင်နဲ့မွေ့လျော်ခြင်းမရှိဘူးဖခင်ကိုတိကျွမ်းခြင်းမရှိဘဲနဲ့ဗဒိညင်တက်တာဆိုတာဖခင်ကဲဝတ်တဲ့နေရာဖြစ်တယ်လေအဲ့ဒီဖခင်ကိုတော့စိတ်ဝင်စားခြင်းမရှိဘူးဖခင်ကဲဝတ်တဲ့ဗဒိညင်တက်တာကိုတော့စိတ်ဝင်စားတယ်ဖခင်ကိုတော့မွေ့လျော်ခြင်းမရှိဘူးဗဒိညင်တက်တာပါလာရင်ငါတို့စစ်ပွဲနိုင်ပြီတဲ့ဗဒိညင်တက်တာပါလာရင်ငါတို့အလုတ်ဖြစ်ပြီဗဒိညင်တက်တာပါလာရင်ငါတို့ကိုကျိုးအတွက်အောင်မြင်မှုရမယ်ဖခင်ကိုစိတ်မဝင်စားဘူးဖခင်ထက်ဖခင်ကင်းဝတ်တော်နေရာကိုစိတ်ဝင်စားသွားတယ်ဖခင်ထက်ဖခင်စိတ်ဖခင်ကင်းဝတ်တော်နေရာကိုပို့ဦးစားပေးတဲ့ခါမှာသူတို့လေဘလောက်ထိတောင်မှဖြစ်သွားလဲဆိုရင်ဓမ္မရာဆိုရင်ပထမဆာအခန်းကြီး၄အငယ်တက်ဟာအငယ်တက်ကနေ၄ထိ၄ပဲကျွန်တော်ဖတ်မယ်နော်သူတို့ဘာပြောလဲဆိုတော့အငယ်၃မှာလူများတို့သည်တတ်ထဲတို့ရောက်တော့အခါဣသရေလအမျိုးအသက်ကြီးသူတို့ကယနေ့ထာဝရဘုရားသည်ငါတို့ကိုဖိလိတိလူတို့ရှေ့မှာအဘဲကြောင့်ရှုံးစေတော်မူသည်။ထာဝရဘုရား၏ဗဒိညင်တက်တာတို့သည်လာ၍ငါတို့ကိုရန်သူလက်မှကဲ့တင်ခြင်းကရှိလောမျိုးမှဆောင်ခဲ့ကြကုန်ဟန်ဟုဆိုကြသည့်အတိုင်းဘုရားငါတို့ကိုကယ်မှာတဲ့ဒါကြောင့်တဲ့အဲ့ဒီဗဒိညင်တက်တာကိုရှိလောမျိုးကနေယူလာခဲ့ငါတို့စစ်တပ်ထဲကိုသူတို့တိထားတာဗဒိညင်တက်တာပါလာရင်သူတို့စစ်ပွဲနိုင်မှာသူတို့တိထားတာဗဒိညင်တက်တာပေါ်မှာကင်းဝတ်တဲ့ဖခင်ကဗဒိညင်တက်တာကိုရွတ်ရင်ဖခင်လည်းပါလာမယ်လို့သူတို့ထင်တဲ့စိတ်နဲ့သူတို့ဟာဗဒိညင်တက်တာကိုယူလာတဲ့အခါမှာဖခင်ကလေဗဒိညင်တက်တာကိုပဲထည့်ခိုင်းလိုက်တယ်သူကိုယ်တိုင်လိုက်မသွားဗဒိညင်တက်တာကိုဖခင်စွန့်ပလိုက်တယ်ဒါကြောင့်မို့အဲ့ဒီတက်တာတော်ကိုငတ်ထက်ဖို့ဆွဲလန်းသွားတဲ့ခါမှာအဲ့ဒီတက်တာကိုနောက်တစ်ခါမလုပ်နဲ့ငါမကြည့်ချင်ဘူးဖခင်စိတ်ဆိုးပြီးပြောတာညီကောင်မောင်တို့ဖခင်ကိုအဲ့ဒီလိုအပိုင်ကြံလို့မရအောင်ဒီကနေ့တက်တာတော်ပါလာရင်ဖခင်ပါလာမယ်လို့ထင်တယ်စိတ်ထားကတကယ်တော့ဖခင်ကတက်တာတော်မှာကိန်းဖို့တဲ့ဖခင်ဟုတ်လားဆိုရင်ဟုတ်တယ်ကိန်းဝတ်တဲ့ဖခင်လည်းဟုတ်တယ်မကိန်းဝတ်တဲ့ဖခင်လည်းဟုတ်တယ်
အဖေကနှစ်ခုရှိတယ်ဘယ်ပေါ်မှာမူတည်ရလဲလူကဖယားကိုယိုသေးလေးမြတ်ခြင်းနဲ့လူကဖယားကိုရှာပွေခြင်းအပေါ်မှာမူတည်တာညီကိုမောင်နှမတို့ဒါကြောင့်အဲ့ဒီကျမ်းပိုက်ကထိုတက်တာကိုမဆွဲလန်းနဲ့ဘာကြောင့်လဲနင်တို့တက်တာကိုပဲဆွဲလန်းနဲ့ငါ့ကိုမဆွဲလန်းဘူးမြင်ရတဲ့ဒီတက်တာကိုပဲနင်တို့ချစ်တာငါ့ကိုမချစ်ဘူးညီကိုမောင်နှမတို့မြင်ရတဲ့အရာဟာဖယားကိုကွယ်စေတဲ့ရုပ်တုဖြစ်သွားတယ်ဖယားကိုမကိုးကွယ်တော့ဘူးဗြိဉ္တက်တာကိုကိုးကွယ်တာဖြစ်သွားတယ်ဖယားကိုမဆွဲလန်းဘူးတက်တာကိုဆွဲလန်းတာဖြစ်သွားတဲ့အခါမှာလှုပ်ကြည့်လိုက်ယူသွားလိုက်ယူလဲယူသွားကိုဘလောက်ထိတောင်ဖြစ်သွားလဲဆိုရင်ထောင်ရဖျားရဲ့ဗြိဉ္တက်တာတို့တတ်သေးတို့ရောက်တော့အခါကျေးဇူးပြုလိုက်ဆိုရအောင်မြေကြီးအတန်မြည်ဒီတိုင်အောင်တတ်တာအပေါင်းတို့ဒီကြွေးကြော်ကြ၏သူတို့အပီတွတ်ထားတာအပီတွတ်ထားတာသူတို့အပိုင်တွတ်ထားတာတစ်တာတော့ငါတို့စီကိုရောက်ရင်ဖျားပါလာပြီဒါကြောင့်လေငါတို့စစ်ပွဲတိုက်အကုန်နိုင်မယ်အဲ့ဒီစိတ်ထင်တဲ့သူတို့လေကျေနပ်လွန်အားကြီးလို့စစ်တပ်ထဲကိုတက်တာတော့လေရောက်လေရောက်ကိုအစ္စရေးလူမျိုးတွေပျော်လွန်းလို့အော်ဟစ်ကြွေးကြော်တာမြေကြီးတောင်အတန်ထွက်လို့မတတ်ဖြစ်ဟာအပီပဲသူတို့တွတ်ထားတာအပီပဲငါတို့နိုင်ကိုနိုင်တယ်ငါတို့ပဲဖျားပါကိုပါတယ်ရှိကိုအပီတော့ပြီးကျွေးကြော်တာမြေကြီးအတန်မြည်ဒီတိုင်အောင်မြေကြီးကအတန်ဘလောက်မြည်မြည်ကောင်းကင်ကယူပါယုံမလာတဲ့၍အချီနေပဲညီကောင်မတို့နှုတ်ကပတ်တော်ရှားပါတဲ့ခေဖြစ်နေတာမြေကြီးအတန်အောင်မြည်သွားတဲ့အထိသူတို့တွေအားရလိုက်တာတပည့်မဲ့တဲ့ဣသရေလမျိုးတွေအဲ့လိုအော်တော့ဟိုဖိလိပ္တိစိတ်တက်ကမေးတယ်ဘာဖြစ်နေရလဲသူတို့တဲ့သူတို့ဖျားရဲ့ဗြိဉ္တက်တာတော့သူတို့တတ်သေးကိုရောက်ပြီတွားပါပြီတခြားတပားအမျိုးသားတွေတိထားတာငါတို့ရှုံးတော့မှာပဲသူတို့ဖျားကသူတို့နဲ့အတူရှိတယ်ဒီအထိဟန်မပြတ်ရှိနေသေးတယ်သူတို့ကိုယ်တိုင်ငါတို့ဖျားငါတို့နဲ့သူပါပြီဖိလိပ္တိလူတွေကလည်းသူတို့ဖျားကသူတို့ထဲကိုရောက်ပြီဘာသာတစ်တာတော့ရောက်တာကိုတစ်တာတော့ရောက်ပြီဆိုတေချာပေါက်တခြားလူမျိုးကြားတယ်လည်းကြောက်နေပြီရန်သူကလည်းကြောက်တယ်ဣသရေလလူမျိုးတွေကလည်း over confident စိတ်ချလက်ချနဲ့ကြွေးကြော်တာတကယ်စစ်လေတိုက်ရောတဲ့ဖိလိပ္တိလူတို့ဒီစစ်တိုက်တဲ့ဖြစ်ဣသရေလအမျိုးရှုံးပြန်၍လူတိုင်းမိမိနေရာတို့ပြေးလေဖခင်ကလှုပ်ကြည့်လိုက်ငါကိုမချစ်ပဲနဲ့ငါကင်းဝတ်တဲ့နေရာကိုချစ်တဲ့သူတွေလှုပ်ကြည့်ပါဖခင်လေးစိတ်ဆိုးပြီးပြောတာဒါကြောင့်မို့နောက်တစ်ဖန်ဖခင်ရင်နာတယ်ဖခင်ကိုအပိုင်တွတ်တာသူတို့ဘာကြောင့်လဲသူတို့ကဗြိဉ္တက်တာငါတို့နဲ့ပါလာရင်ငါတို့နိုင်ပြီလို့ထင်တယ်ဒီကောင်မောင်မတို့မြင်ရတဲ့ဘယ်အရာကိုမှသင်အာမကိုပါနဲ့အာမင်ဘယ်လိုထပ်ပြောလိုက်ပါမြင်ရတဲ့ဘယ်အရာကိုမှသင်အာမကိုပါနဲ့မမြင်ရတဲ့ဖယားကိုပဲသင်ဆွဲလန်းပါတခါတည်းမှာကျွန်တော်ကမမြင်ရတဲ့ဖယားထက်မြင်ရတဲ့နေရာကိုစိတ်ချလွန်အားကြီးသွားတယ်ဗြိဉ္တက်တာပေါ်မှာကင်းဝတ်တဲ့ဖယားထက်ဗြိဉ္တက်တာကိုပို့ပြီးဆွဲလန်းသွားတယ်ဗြိဉ္တက်တာပေါ်မှာမမြင်ရတဲ့သုံးပါးဖယားထက်သုံးပါးတစ်ပါးဖယားထက်ဗြိဉ္တက်တာကိုတာ၍ပြုစုလိုက်တဲ့အခါမှာဣသရေလမျိုးတွေအကြီးအကျယ်ရှုံးဖယားကိုသူတို့အပိုင်တွတ်ထားတယ်ဖယားကပြောတယ်လှုပ်ကြည့်လိုက်အဲ့ဒီတက်တာတို့ကိုလေစစ်တပ်ထဲကိုဖယားကပေးသွင်းလိုက်တယ်ယူသွားလိုက်ဒါပေမဲ့လေငါတော့မလိုက်ဘူးနော်ငါမလိုက်ဘူးဘာကြောင့်လဲနင်တို့ငါ့ကိုတကယ်မှချစ်တာမှမဟုတ်တာနင်တို့ကိုကျိုးအတွက်ငါတက်တာကိုအသုံးချချင်တာညီကောင်မတို့ကျွန်တော်တို့လေကိုကျိုးအတွက်ဘယ်တော့မှဖယားကိုအသုံးမချမိဖို့နှောင့်တရကြပါအာမင်ဖယားထက်ဘယ်အရာကိုမှသင်မဆွဲလန်းပါနဲ့ဖယားထက်ဘယ်အရာကိုမှသင်မတတ်မဲ့ပါနဲ့ဖ
ဖယားလေနောက်ဆုံးသူ့ကိုယ်တိုင်ကောင်းကင်ယူပါယုံဖွင့်ပြခဲ့ဗြိဉ္ဉ်တစ်တာကိုတော့မှရန်သူလက်ထက်ကိုအပ်လိုက်တယ်ငါနေရာပြောက်ရင်ပြောက်ပါစေငါနေရာပြောက်ရင်ပြောက်ပါစေငါထက်တစ်တာတော့ကိုဆွဲလန်းတာတော့ငါလက်မခံနိုင်ဘူးဒါကြောင့်သူ့တစ်တာတော့ကိုအဲ့ဒီနေရာစပြီးရန်သူဘာလုပ်သွားလဲဆိုရင်ရန်သူဒီဖိလိပ္ပိစစ်တပ်ကအဲ့ဒီတစ်တာတော့ကိုတိမ့်သွားရန်သူလက်ထဲကိုအဲ့တစ်တာတော့ကိုဖျားထည့်ပေးလိုက်တယ်ကြည့်နင်တို့တစ်တာတော့ကိုအားကိုးတယ်အဲ့ဒီတစ်တာတော့နဲ့အခုရန်သူနဲ့တခါတည်းငါထည့်ပေးလိုက်မယ်ငါတော့မလိုက်ဘူးငါတော့မလိုက်ဘူးဒါဆိုရင်ဒီကနေ့မဆွဲလန်းရထိုတစ်တာတော့ကိုစိတ်မဆွဲလန်းရဖျားစိတ်ဆိုးလို့ပြောတာမအောင်မေ့ရဘာကြောင့်သူ့ထက်ပိုဆွဲလန်းသွားလို့သူ့ထက်ပိုအောင်မေ့သွားလို့သူ့ထက်ပိုကြွဆိုင်လို့ညီကောင်မဖျားသည်တဝန်တူတတ်တော်ဖျားဖြစ်တယ်အာမင်တဝန်တူတော့ဖျားဖြစ်ပါတယ်ဖျားထက်ဘယ်အရာကိုမှတင်မပြောနဲ့သူကင်းဝတ်တဲ့ဗြိဉ္ဉ်တစ်တာကိုတော့မှသူ့ထက်ပိုဆွဲလိုက်ရင်အဲ့တစ်တာတော့သူဆွတ်လိုက်တဲ့ဖျားဖြစ်တယ်သူ့ကိုပဲချစ်စေချင်တယ်သူ့ကိုပဲဆွဲလန်းစေချင်တယ်သူ့ကိုပဲလက်ခံစေချင်တယ်သူနဲ့ပဲမွေ့လျော်စေချင်တယ်အာမင်အဲ့ဒါဖခင်ရဲ့ယဉ်တွင်းဖြစ်အဲ့ဒါဖခင်ရဲ့စကားအဲ့ဒါဖခင်ရဲ့နှလုံးအဲ့ဒါဖခင်ရဲ့အသက်သွေးကြောကျွန်တော်တို့ကဖခင်ကိုတစ်ခါကျရင်အပီတွတ်တယ်ဖခင်ကိုအဖိုးသိမ်းပြောတဲ့စကားသိတည်ရတယ်ဖခင်ကိုတင်အပိုင်မကြံနဲ့အပိုင်ခံပါဣသရေလလူမျိုးတွေကကိုဖယားကိုပေးအပ်ခြင်းမရှိဘဲနဲ့ဖယားကိုသူတို့ရဲ့အထဲကိုဆွဲခေါ်ချင်တာသူတို့ရဲ့အစီအစဉ်ထဲကိုဖယားကိုဆွဲခေါ်ချင်တာသူတို့ရဲ့အောင်မြင်မှုထဲကိုတစ်တာတော်ကိုခေါ်ချလာတာပါလာတယ်ဒါပေမဲ့ဖယားမလိုက်ဘူးမမြင်ရဘူးဆိုတော့မြင်ရတဲ့တစ်တာတော်ပါလာမမြင်ရတဲ့ဖယားပါလာမှန်းသူတို့မမြင်ဘူးဖယားမပါလာမှန်းသူတို့မသိပါကြောင့်သူတို့ရဲ့ဝိညာဉ်အာယုံကခံစားမှုမှမရှိတော့တာငကိုကလေးနဲ့ဖယားကိုဝိညာဉ်နဲ့ကိုးကွယ်တာမဟုတ်တော့ဝိညာဉ်နဲ့ချိတ်ဆက်တာမဟုတ်တော့ဝိညာဉ်ဖယားပါလားမပါလားသူတို့ဝိညာဉ်ထဲမှာအာယုံခံစားမှုမရှိတော့ဒါကြောင့်မြင်ရတဲ့အရာကိုတိတ်ဆွဲလန်းသွားတဲ့အခါမှာဒါကတမဟောင်းခေဗြိဉ္ဉ်တရားတစ်ခေကိုရောက်လာခါနေမှာဣသရေလလူမျိုးဂျူးလူမျိုးတွေကရှမာရိယေသွင်းမှာသခင်ယေရှုနဲ့စကားပြောတဲ့အခါမှာရှမာရိအမျိုးသမီးကငါတို့ဘိုးဘေးတွေအားတဲ့တောင်ပေါ်မှာဖျားကိုကိုးကွယ်ကြတယ်ဣသရေလမျိုးတွေယူဒတွေကြတော့တဲ့ယေရုရှလင်မြို့မှာဖျားကိုကိုးကွယ်ကြတယ်ယေရုရှလင်မြို့ကိုရောက်မှဖျားနဲ့အဆက်ရမယ်လို့သူတို့ထင်တယ်တောင်ပေါ်တက်မှဖျားကသူတို့ကိုလက်ခံမယ်လို့သူတို့ထင်တယ်နေရမြင်ရတဲ့နေရာကိုသူတို့ဆွဲလန်းကြတယ်ဒါပေမဲ့သခင်ယေရှုပြောတယ်အေးဟုတ်ပြီတဲ့အခုငါပြောမယ်ဟိုတောင်ကိုသွားစရာမလိုဘူးယေရုရှလင်မြို့ကိုသွားစရာမလိုဘဲနဲ့ဝိညာဉ်၌ကိုးကွယ်ရမယ့်အချိန်ကအခုရောက်နေပြီဒါဆိုသုံးပါးတစ်ပါးဖခင်ကိုအဲ့ဒီမြင်ရတဲ့အရာထက်ဝိညာဉ်ထဲကနေချိတ်ဆက်ပြီးဝိလျော်နေတဲ့ကာလဟာအခုဖြစ်နေပြီအခုဖြစ်နေပြီဒါကြောင့်ဗြိဉ္ဉ်တစ်တာကိုတင်မအောင်မနေတော့ဖခင်ကဝတ်ခဲ့တဲ့နေရာကိုတင်မဆွဲလန်းနေတော့တင်းအထဲမှာသုံးပါးတစ်ပါးဖခင်ကိုလည်းကိန်းဝင်နေပြီတင်းကိုယ်တိုင်ဟာဖခင်ရဲ့တစ်တာတော်ဖြစ်နေပြီတင်းကိုယ်တိုင်ဟာတန်ရှင်တော်မျိုးတော်ဖြစ်နေပြီတင်းကိုယ်တိုင်ဟာအဲ့ဒီတောင်ဖြစ်နေပြီဟာလေလုယာအဲ့ဒီမြင်ရတဲ့တောင်မသွားနဲ့တင်းဝိညာဉ်တောင်ထဲကိုတင်သွားမြင်ရတဲ့မြို့ကိုမသွားနဲ့တင်းဝိညာဉ်ထဲကမြို့ကိုသွားအာမင်မြင်ရတဲ့တစ်တာတော်ကိုမပြုစုတဲ့တင်းရဲ့ဝိညာဉ်တစ်တာတော်ကိုပဲတင်ပြုစုလိုက်တော့တင်းဝိညာဉ်ထဲမှာအဲ့ဒီသုံးပါးတစ်ပါးဖခင်ကယခုအသက်အဖြစ်ကိန်းဝင်နေပြီဟာလေလုယာပုဂ္ဂိုလ်တော်မြတ်ကပို့အရေးကြီးတာညီကောင်မောင်တို့တရက်ဖခင်ကမောရှေကိုမေးတယ်မောရှေတဲ့မောရှေကဖခင်ရဲ့နှလုံးကိုကျဉ်းစေတဲ့ခါမှာကိုရောမပါပဲကျွန်တော်ကိုခန္ဓာမပို့နဲ့ကိုရောမပါပဲကျွန်တော်ခြေတန်းတလန်းမှကျွန်တော်မရွေ့ချင်ဘူးတဲ့တကယ်တော့ခန္ဓာပြီဆိုတာဖခင်ရဲ့ဂတိတော်
ခါနန်ပြည်ဆိုဖယားရဲ့ပန်းတိုင်ခါနန်ပြည်ဆိုသူတို့ရောက်ကိုရောက်ရမယ်နေရခါနန်ပြည်ဆိုသူတို့ကိုဖယားပေးချင်လွန်းတဲ့နေရဒါမဲ့ဖယားပြောတယ်ငါမလိုက်တော့ဘူးလို့ပြောတဲ့ခါမှာမောရှေကလေကိုတော်တဲ့ကိုတော်မပါရင်ကိုတော်မလိုက်ရင်ကိုတော်မပါဘဲနဲ့ကျွန်တော်လည်းအဲ့ဒီခါနန်ကိုမသွားခြင်းမြင်ရတဲ့ခါနန်ထက်မမြင်ရတဲ့ကိုတော်ကကျွန်တော်တို့ပိုအရေးကြီးတယ်ခါနန်ဆိုတာပြည့်စုံတယ်လေခါနန်ဆိုတာပန်းတိုင်လေခါနန်ဆိုတာဖျားရည်ရွယ်ချက်ရဲ့အဆုံးလေညီကောင်မောင်မတို့ရည်ရွယ်ချက်အဆုံးရောက်ခဲ့ရင်တောင်မှကိုတော်နဲ့မဟုတ်ရင်မသွားချင်ဘူးအဲ့ဒီနှလုံးသားမောရှေရဲ့နှလုံးသားကပုပ်ကိုတော်မြတ်ကိုဆွဲလန်းနေတာအာမင်ခါနန်မပါကိုတော်မပါတဲ့ကောင်းကြီးတဲ့ကျွန်တော်မလိုချင်ဘူးကိုတော်မပါတဲ့ပန်းတိုင်လည်းကျွန်တော်မရောက်ချင်ဘူးကိုတော်မပါတဲ့ခါနန်ကိုလည်းကျွန်တော်မဝင်ချင်ဘူးခါနန်လည်းအရေးမကြီးဘူးပန်းတိုင်လည်းအရေးမကြီးဘူးကိုတော်ပိုအရေးကြီးတယ်ပုပ်ကိုတော်မြတ်ကပိုအရေးကြီးတယ်ဒါကြောင့်ဒါဝိဒ်ကပြောတယ်ကိုတော်တဲ့ကျွန်တော်ရဲ့ရည်ရွယ်ချက်ကကောင်းကင်ရောက်ဖို့လည်းမဟုတ်ဘူးတဲ့မရဏမှာလေတဲ့ကိုတော်နဲ့အတူရှိရင်ကျွန်တော်ကြည်နေတယ်သူ့ရဲ့ရည်ရွယ်ချက်ကကောင်းကင်လည်းမဟုတ်ဘူးမရဏလည်းမဟုတ်ဘူးကိုတော်နဲ့အတူပုပ်ကိုတော်မြတ်နဲ့ဘယ်လိုထပ်ပြောလိုက်ပါပုပ်ကိုတော်မြတ်နဲ့ရှိဖို့ပိုရည်ကြီးတယ်အာမင်အဲ့ဒီနှလုံးသားကိုကြည်နှက်တာအဲ့ဒီနှလုံးသားမရှိတော့တဲ့အခါမှာတစ်တာတော်ကိုတတ်သေးခေါ်လာရင်တော့မှညီကြီးအတန်ထွက်လို့မတတ်ကြွေးကြော်ရင်တော့မှလှုပ်ကြည့်လိုက်ငါမပေါ့ငါမပေါ့အဲ့ဒီတစ်တာကြီးအခွန်ကြီးငါမကိန်းဘူးငါမကိန်းဘူးရင်အဲ့ဒီတစ်တာတော်လည်းပဲအခွန်ကြီးဒီရွှေကအေဂုတုပြည်ယူလာတဲ့ရွှေဒီရွှေကြောင့်အောင်နေတာမဟုတ်ဘူးငါကိန်းဝတ်လို့အဲ့ဒီရွှေကတန်ဖိုးမြင့်သွားတာဖယားကိန်းဝတ်လို့အဲ့ဒီနေရာကအသက်ရှင်နေနိုင်တာနောက်ဆုံးမောရှေဗြိဉ္တက်တာမဟုတ်ဘူးခြုံပုတ်ထဲမှာဖယားကိန်းဝတ်လိုက်တာခြုံမြည်မကျွမ်းဘူးအာမင်ဟယ်လိုဗြိဉ္တက်တာမှာကိန်းဝတ်တာမဟုတ်ဘူးခြုံမှာကိန်းဝတ်တာဒါကြောင့်နင်တို့ရဲ့ဘိုးဘေးမောရှေမှာခြုံပုတ်ထဲမှာမီးလောင်တဲ့ဖယားငါဖြစ်တယ်တဲ့ဒါဆိုရင်နေရာချက်မြင်ရတဲ့အရာချက်ဘဒူလောင်နေဖို့အရေးကြီးလဲမမြင်ရတော့သုံးပါးတစ်ပါးဖယားတင့်ထဲမှာကျွန်တော်ထဲမှာလောင်ကျွမ်းနေဖို့ပိုအရေးကြီးတယ်အဲ့ဒါကိုဆွဲလန်းသွားတဲ့ခါမှာဖယားကနောက်တစ်ခါအဲ့ဒီတစ်တာတော်လို့ငါရှင်းမှမပြောနဲ့ငါရင်တာတယ်မဆွဲလန်းနဲ့မပြူစုနဲ့မအောင်မေနဲ့ဘာကြောင့်လဲလူတွေကတစ်တာတော်ကိုပို့ပြီးငါထက်ပိုဂယူဆိုင်သွားကြပြီတစ်တာတော်ကိုငါထက်ပို့ပြီးချစ်သွားကြပြီတစ်တာတော်ကိုငါထက်ပို့ပြီးဆွဲလန်းသွားကြပြီတစ်တာတော်ကသူတို့ရဲ့ဦးခေါင်းဖြစ်သွားတယ်ဟယ်လိုတစ်တာတော်ကသူတို့ရဲ့ဦးခေါင်းဖြစ်သွားပြီတစ်တာတော်ကသူတို့ရဲ့ပထမနေရာဖြစ်သွားပြီဖယားမပါခြင်းနဲ့တစ်တာပါရင်အဆင်ပြေတယ်ဖယားမပါခြင်းနဲ့တစ်တာတော်ပါရင်ငါတို့နိုင်မယ်အဲ့လိုထင်ထားတာဒီဣသရေလလူမျိုးတွေဒါကြောင့်ဖယားလေနောက်တစ်ခါတစ်တာတော်အကြောင်းမပြောနဲ့နောက်တစ်ခါတစ်တာတော်ကိုမပြုစုနဲ့နောက်တစ်ခါတစ်တာတော်ကိုမအောင်မေ့နဲ့ဒီပြောတဲ့စကားတွေအားလုံးကစိတ်နှလုံးပိုင်းမှာပြောနေတာစိတ်နှလုံးပိုင်းမှာပြောနေတာအာမင်အဲ့တော့တည့်ရဲ့စိတ်နှလုံးရဲ့ဆွဲလန်းရဟာပုဂ္ဂိုလ်ဖြစ်ပါစေတည့်ရဲ့စိတ်နှလုံးအောင်မေ့ရပါငါကိုအောင်မေ့သောအခါခါတိုင်းပုဂ္ဂိုလ်တော်မြတ်ကိုအောင်မေ့ရမှာလေညီကောင်မောင်တို့ဒါကိုသဘောပေါက်သွားတဲ့ခါမှာမောရှေကိုတော်မပါပဲကျွန်တော်ခန္ဓာကိုမသွားဘူးကိုတော်မပါတဲ့ခန္ဓာလည်းကျွန်တော်တို့အဓိပ္ပာယ်မရှိဘူးလို့သူပြောတဲ့ခါမှာဖျားကြည်နဲ့လွန်အားကြီးလို့မောရှေနေပါတောင်းမလဲနေကြိုက်တာပြောငါအကုန်ပေးမယ်မောရှေကြိုက်တာတောင်းလို့ရပြီတကယ်ဖျားပေးမှာနော်တကယ်ဖျားလုပ်မှာဒါ
တနောက်ဆုံးဖယားသူ့ကိုလေအကြည့်မှဆုံးအခုရေးပဲမောရှေပါတောင်းနေဆိုတော့ကိုတော့ကိုမြင်ပြရစီဟာဒီစัจ java လာမှာ तू အလိုချင်ဆုံးနဲ့အမြင်ချင်ဆုံးကကိုတော့ပဲဘယ်အရာကိုမှ तू မတောင်းတဘူးကိုတော့ကိုပဲတောင်းတတာအာမင်ဘယ်အရာကိုမှ तू မလိုချင်ဘူးကိုတော့ကိုပဲလိုချင်တယ်ဟာပုဂ္ဂိုလ်တော်မြတ်ကိုပဲ तू လိုချင်တာလေတုံးမတော်ဖယားကိုပဲ तू မြင်ချင်တာလေသူ့ရဲ့အောက်မေ့ရဟာကိုတော့ပဲသူ့ရဲ့စဉ်းစားရဟာကိုတော့ပဲသူ့ရဲ့မွေ့လျော်ရဟာကိုတော့ပဲဖြစ်သွားတယ်အဲ့ဒါကိုဖယားကြည်နတ်ဖယားကြည်ဖယားမွေ့တယ်ဒါကြောင့်ဣသရေလမျိုးတွေဖယားထက်အဲ့ဒီတစ်တာတို့ကိုဆွဲလန်းသွားတဲ့အခါမှာအဲ့ဒီဣသရေလမျိုးတွေကိုဖယားစိတ်ဆိုးပြီးပြောတာနောက် post-it တစ်ခုကအပေါင်းလက္ခဏာဆန်တဲ့မပြုစုရမအောင်မေးဆိုထိုကာလအခါဆိုတာဘာလဲဆိုရင်တရက်ဖယားခင်ရဲ့မိလေနီကာလနဲ့ယေရုရှလင်မြို့တိရောက်လာတဲ့ခါမှာတက်တာတော့မရှိတော့ဘူးတက်တာတော့မရှိတော့ဘာကြောင့်လဲဆိုရင်ဖယားဟာအဲ့တက်တာရုပ်ဝတ္ထုပစ္စည်းမှာမကိမ့်ဖို့တော့တင်တို့ကျွန်တော်တို့အထဲမှာအပြည့်အဝကိမ့်ဖို့တော့တာလူနဲ့ဖယားတလုံးတွားတယ်ဖြစ်သွားတဲ့ခါမှာတက်တာတော့မလိုတော့ဘူးဒါကြောင့်အခုအချိန်မှာကျွန်တော်တို့ရဲ့အတွင်းထဲမှာသူ့ရဲ့အသက်တဘောတဘာဝကိုအပြည့်ဝစွာဖြည့်ပေးနေတာပြေဝါဆိုသူ့ရဲ့အသက်ကိုဖြည့်ပေးနေတာဒါကြောင့်အစင်စင်ဖြတ်ကျော်တော့ဝိညာဉ်တော်သည်သူ့ရဲ့အသက်ကိုယူဆောင်လာတယ်ဒါကြောင့်မို့ခမည်းတော်ဟာသားတော်၌ရှိတယ်သားတော်ဟာဝိညာဉ်တော်၌ရှိတယ်ဝိညာဉ်တော်ဟာသားတော်၌ရှိတယ်သားတော်ဒီခမည်းတော်၌ရှိတယ်သုံးပါးတစ်ပါးဖခင်ဟာအပြန်အလှန်တည်နေပြီးတော့မှအဲ့ဒီသုံးပါးတစ်ပါးဖခင်ရဲ့ဖြစ်ခြင်းဒီကနေ့အသက်ပေးတော့ဝိညာဉ်တော်အားဖြင့်ကျွန်တော်အတွင်းထဲမှာကိန်းဝင်နေတယ်ဒါဆိုရင်တက်တာတော်ဟာတင်ကိုယ်တိုင်ဖြစ်သွားပြီအာမင်မြို့ဟာတင်ကိုယ်တိုင်ဖြစ်သွားပြီဒါဆိုရင်အဲ့ဒီတက်တာတော်ဟာမလိုတော့ဘူးဘာကြောင့်လဲတင်ကိုယ်တိုင်ဖြစ်သွားပြီလေညီကိုမောင်မတို့ဒါဆိုရင်တင်ပြုစုရမှာမအပြည့်အရာမဟုတ်တဲ့ရဲ့အသွေးဝိညာဉ်နဲ့အတဲ့ရဲ့အတွင်းထဲမှာရှိတဲ့ဖယားနဲ့မွေ့လျော်ခြင်းကိုပဲတင်ပြုစုရတော့မယ်အဲ့တော့အဲ့ဒီအသွေးဝိညာဉ်ထဲမှာလာပြီးကိန်းဝတ်တဲ့နောက်ဆုံးတာလေးပြောပြီးကျွန်တော်အဆုံးသတ်မယ်အသွေးဝိညာဉ်ထဲမှာလာပြီးကိန်းဝတ်တဲ့အသက်ရှင်စီတတ်တော်ဝိညာဉ်တော်ထိုဝိညာဉ်တော်အရာအလုံးပါဝင်တော်ဝိညာဉ်တော်သည်အခုကျွန်တော်ကိုအဲ့ဒီသုံးပါးတစ်ပါးဖျားဆိုတဲ့ဝိညာဉ်နယ်ပယ်ထဲကိုဆွဲလန်းစေဖို့အဲ့ဒီဝိညာဉ်နယ်ပယ်ထဲကိုကျွန်တော်ကိုခေါ်ဆောင်နေတာဒါဆိုရင်တင်ဟာဝိညာဉ်တော်ဆိုတဲ့ပုဂ္ဂိုလ်ထဲမှာတင်ဒီသဘောတူနေခြင်းဒီတင်ဟာဝိညာဉ်နယ်ပယ်၌အသက်ရှင်နေခြင်းဖြစ်တယ်အဲ့ဒီသုံးပါးတစ်ပါးဖခင်ရဲ့နယ်ပယ်ထဲကိုဘယ်သူကခေါ်ဆောင်သွားမလဲဆိုရင်ဝိညာဉ်တော်ဖြစ်တဲ့သူကိုယ်တိုင်ကခေါ်ဆောင်သွားမယ်ဘာနဲ့တူလဲဆိုရင်တရက်တော့ယောသက်ကဘုရင်ဖြစ်သွားပြီအခုတို့တနိုင်ငါလုံးကိုအုပ်ဆိုးတဲ့ရှင်ဘုရင်သူ့ရဲ့လက်ထဲမှာလက်စွပ်ရှိသွားပြီသူ့မှာအခွင့်အာဏာအကုန်ရသွားပြီသူဘုရင်ဖြစ်သွားပြီသူ့အကိုတွေနဲ့သူနဲ့ပြန်တွေ့တဲ့ခါမှာငါဟာနင်တို့ရောင်းစားလိုက်တဲ့ညီအငယ်ဆုံးယောသဖြစ်ပါတယ်လို့သူ့ကိုသူပြောပြီးတော့မှသူ့အကိုတွေကလည်းသူ့ကိုအော်ပြီးဝမ်းမြောက်ပြီးဖခင်ခင်ငါ့ကိုပို့ဆောင်တယ်ဆိုတဲ့အရာကိုသူမြင်ပြီးကြားပြီးတဲ့အခါမှာသူ့ရဲ့လက်ထက်မှာအခွင့်အာဏာရှိသွားပြီအခွင့်အာဏာရှိသွားပြီဒီကနေ့တေခြင်းကပြန်ရှင်တဲ့ယေရှုခရစ်တော်ဟာယောသကဲ့သို့အခွင့်အာဏာအလုံးစုံကိုရတော့ယေရှုခရစ်ဖြစ်တယ်တေခြင်းကပြန်ရှင်တဲ့ထမြောက်တဲ့ခရစ်တော်သည်ကောင်းကင်ကမြေကြီးပေါ်မှာစီရင်ပိုင်တော့အခွင့်အာဏာအလုံးကိုငါရပြီမဿဲ28ငွေ78မှာဒီတိုင်းပြောတယ်အခွင့်အာဏာအလုံးကိုငါရပြီယေရှုခရစ်တေခြင်းကပြန်ရှင်ပြီးနောက်ကောင်းကင်ပလင်ပေါ်စိုးစံတဲ့အခါမှာသူဟာစိုးစံပြီးသူဟာသခင်ဖြစ်ပြီးဆိုတာကိုတက်သေးအနေနဲ့သူဤအလုံးစုံပါဝင်သောဝိညာဉ်တော်ကိုဆေလွတ်ပေးလိုက်တယ်။နင်တို့စောင့်နေတဲ့ငါဤဝိညာဉ်ကိုတင်တို့ပေါ်မှာငါသွတ်လောက်မယ်။အဲ့တော့ယောသက်ကရှင်ဘုရင်ဖြစ်ပြီးတော့မှနန်းတော်မှာထိုင်နေတဲ့အခါမှာသူ့အဖေယာကုပ်ကိုသူအသက်ရှင်နေကြောင်းသူဘုရင်ဖြစ်ကြောင်းသူဒီအခွင့်အာဏာအလုံးစုံရပြီဖြစ်ကြောင်းကိုသူယထလုံးတစည်းလွတ်ပေးလိုက်တယ်
နန်းတော်ထဲကထွက်လာတဲ့ဘယင်တွေပဲစီးတဲ့ရထလုံးတစ်စီးလွတ်ပေးလိုက်တယ်အဲ့ဒီရထလုံးကိုမြင်လဲမြင်ကိုသူ့သားတွေလာပြီးတက်တဲ့ခါအဖေကျွန်တော်ညီယောသက်ကလေမသေးဘူးအခုဘယင်ဖြစ်နေတာအခုသာအဖေစီးဖို့အဖေကိုလာကြိုဖို့အတွက်လွတ်လိုက်တဲ့ဘယင်နန်းတော်ထဲမှာအထူးပြင်ဆင်ထားတဲ့ရထလုံးဖြစ်တယ်အဲ့ဒီရထလုံးကဘသူနဲ့မှမသိဘူးရှင်ဘယင်အမတ်တစိတ်ပါတယ်ရှင်ဘယင်ပြင်ဆင်ထားတဲ့လဲဖြစ်တယ်ရထလုံးဖြစ်တယ်အဲ့တော့အဲ့ဒီရထလုံးရှင်ဘယင်လွတ်လိုက်တဲ့ရထလုံးဆိုတာကျွန်တော်တို့အသွင်ထဲကိုကြွလာတော့အခွင့်အာဏာနဲ့ပြည့်စုံတော့သုံးပါးတစ်ပါးဖခင်ရဲ့ဝိညာဉ်တော်ထိုဝိညာဉ်တော်ဖြစ်တယ်ဟာလေလုယာအဲ့ဒီဝိညာဉ်တော်ဒီအခုတင့်ထဲကိုရောက်လာပြီယာကုပ်ကအဲ့ဒီရထလုံးတိစီရောက်လာတဲ့အခါမှာသူ့သားအသက်ရှင်ကြောင်းနဲ့သူ့သားဘယင်ဖြစ်ကြောင်းကိုသူစိတ်နှလုံးထဲမှာစိတ်ချမှုရသွားတဲ့အခါမှာအဲ့ဒီရထလုံးကလေသူစီးစရာဖြစ်ပြီးတော့မှသူ့သားရှိတဲ့နန်းသွင်းထဲကိုရထလုံးစီးပြီးဝင်သွားတာဒါဆိုရင်တင့်စီရောက်လာတဲ့ဝိညာဉ်တော်ဒီဘယ်ကိုခေါ်ဆောင်သွားမလဲဆိုရင်ဖခင်ရဲ့အုပ်စိုးခြင်းနဲ့ပဲအခွင့်အာဏာတွေကိုတင့်ကိုခေါ်ဆောင်သွားမှာဖြစ်တယ်ဟာလေလုယာသုံးပါးဖခင်တွေကိုတင့်ကိုခေါ်ဆောင်သွားမှာဖြစ်တယ်ထိုဝိညာဉ်တော်ဒီတင်စီးစရာအဖို့အဖလွတ်လိုက်တော့ရထလုံးဖြစ်တယ်ဘယ်ထဲကိုရောက်ဖို့လဲနန်းတော်ထဲကိုရောက်ဖို့ဖြစ်တယ်အာမင်ဖခင်ထဲကိုရောက်ဖို့တက်တာတော်ထဲရောက်တော့မဟုတ်ဘူးပုဂ္ဂိုလ်တော်နဲ့ထဲကိုရောက်တော့ဖို့ဖြစ်တယ်အာမင်ထိုဝိညာဉ်တော်ဒီတက်တာတော်မဟုတ်ပါကိန်းဝတ်နေတော့သုံးပါးတစ်ပါးဖခင်ဖြစ်တယ်ပုဂ္ဂိုလ်တော်မြတ်ဖြစ်တယ်အာမင်ဘယ်ကလူထပ်ပြောရအောင်တင်ချင်မှာဝိညာဉ်တော်ရဲ့ထလုံးရှိနေပြီအဲ့ဒီဝိညာဉ်တော်ရဲ့ထလုံးဖြစ်ဖျားထံတော်ပြန်ရောက်ဖို့ဖြစ်တယ်ဝိညာဉ်တော်သည်လူထံတော်ရောက်လာပြီလူသည်ဖျားထိတော်ပြန်ဆွဲကိုခံရဖို့ဖြစ်သည်အာမင်အလုံးမတရလက်ဖျားကိုချီးမွမ်းရအောင်